ဘိုကင်းကအရန်ထိနာတာဘာကြောင့်လဲဆိုတော့စစ်ကောင်စီဘက်မှာပေါ့နော်ဒီတက်နဲ့ပတ်သက်လို့ဘိုကင်းကအရေးကြီးဆုံးဆိုပြီးတော့သတ်မှတ်ထားတာဘိုကင်းကြရင်တရင်ဌာနချုပ်ကြပြီဆိုပြီးတော့မှသူတို့ပြောဆိုလေးရှိတယ်ပေါ့တကယ်လဲအဲ့လိုပုံစံမျိုးပဲရှေ့တန်းနေမကဘူးနောက်တန်းမှာလည်းအချိန်မရွေးတည်ဆုံးသွားနိုင်တယ်ဆိုတော့ဒါသူတို့အသိစိတ်တွေတော့ဝင်သွားနိုင်ခြေရှိတယ်ပေါ့နော်မင်္ဂလာပါခင်ဗျာဒီနေ့ကတော့ April လ30ရက်နေ့2026ခုနှစ်ဖြစ်ပါတယ်ဒီနေ့လည်းထူးခြားဖြစ်စဉ်ပြီးရင်တော်လှန်ရေးအတွက်အားရစရာအောင်ပွဲပေါ့နော်အောင်ပွဲအကြီးအကြောင်းပေါ့နော်အဲ့အကြောင်းကျွန်တော်ပြောပြချင်တယ်အားလုံးလည်းသိထားပြီးသတင်းတွေလည်းတက်လာပြီဒါပေမဲ့အဲ့နောက်ွယ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေပြီးရင်ဆက်ပြီးတော့ထပ်ပြီးသိရတယ်ထူးခြားဖြစ်စဉ်တွေရဲ့ဒီဖြစ်စဉ်ကနေပြီးတော့ကျွန်တော်တို့ဘာတွေအကျိုးရလက်တွေရလိုက်တယ်လဲဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ဆွေးနွေးချင်ပါတယ်အဲ့ဒါကတော့ဒါစကား19ပေါ့နော်ဒါအမှတ်19စစ်စင်ရေးကိုကဲမှုဌာနချုပ်ပြောမယ်ဆိုရင်တမဌာနချုပ်ကြီးအဲ့ဒီဌာနချုပ်ကြီးထဲမှာရှိပါတယ်ဆိုတော့ခရမ်းတိုက်ကြီးပေါက်ကွဲတဲ့ဖြစ်စဉ်ပေါ့နော်အဲ့ဖြစ်စဉ်ဖြစ်ချင်းဒါ19ရက်နေ့မှာပေါ့နော်ဖြစ်တဲ့အချိန်မှာဒီဒေသခံတွေပြောပြချက်တွေနဲ့ပတ်သက်ပြီးတော့သတင်းတွေလည်းတက်လာရှိတယ်ပေါ့နော်အဲ့တော့အဲ့ကနေကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ကျွန်တော်တို့ကသိကြတယ်ပေါ့နော်ဒါပေမဲ့လည်းသိတယ်ဆိုရင်လည်းတပ်ဖွဲ့တွေကလုံးဝဒါမထုတ်ပြန်သေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့မပြောရဘူးမပြောသင့်ဘူးပေါ့နော်အဲ့အချိန်မှာဒါကျွန်တော်တို့ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ဂျိုင်းမဲ့ထားခဲ့ကြတယ်ဒါပေမဲ့အရန်ဒီဥစ္စာနဲ့ပတ်သက်လို့အာပါတိယဖြစ်နေတော့ပေါ့နော်ဒီဟာကိုပဲစောင့်နေခဲ့တာဒီနေ့တော့ဒါတပ်ဖွဲ့တွေပေါ့နော်တပ်ဆိုင်ရာတပ်ဖွဲ့တွေကထုတ်ပြန်လာပြီဖြစ်ပါတယ်အဲ့တော့အရန်လဲဒါအားရစရာကောင်းတဲ့ဖြစ်စဉ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာကိုအဲ့တိုက်ခိုက်မှုကိုဖော်ဆောင်ခဲ့ပါတယ်ဆိုတာကတော့တရင်နိုင်တိုင်းစစ်ဌာနပေါ့နော်နီးပြွာ33ကိုကဲမှုအောက်မှာရှိတဲ့အမှတ်6001တရင်ဒါရေးပြောက်ကြားတပ်ဖွဲ့မှာညိုတွင် UG လှုပ်ရှားတပ်ဖွဲ့နဲ့စစ်တပ်သေးကပေါ့နော်ဖျဲသီးတွေပေါ့ဗျာပြောမယ်ဆိုရင်ဒါကိုဘက်ကလူတွေပေါ့နော်ကိုဘက်ကလူတွေရဲ့ဒါပူးပေါင်းပြီးတော့လှုပ်ဆောင်တဲ့ဟာတွေကြောင့်မလို့အခုလိုမျိုးအောင်မြင်မှုကြီးရခဲ့တာဖြစ်တယ်ပူးပေါင်းပြီးတော့ဒါဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်တိုက်ခိုက်မှုကြောင့်မလို့ဒါစားက19လက်နက်တိုက်အတွင်းမှာရှိတဲ့ drone ဘုံသီးတွေလက်နက်ကြီးဘုံသီးတွေဒါတွေလုံးဝ direct ပေါက်ကွဲတယ်ပေါ့နော်အဲ့ဥစ္စာနဲ့ပတ်သက်လို့လေဒေသခံတွေကအဲ့ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာပြောကြတာတွေကြားလိမ့်မယ်တွေ့လိမ့်မယ်ပေါ့နော်သတင်းတွေတက်လာတယ်ဟာပေါက်ကွဲတာတွေကအရန်ပြင်းထန်တယ်ပေါ့နော်ပြီးတော့ကျတော့ပေါက်ကွဲတဲ့တွေကဇက်တိုက်ဆိုသလိုကြားရတယ်ပြီးတော့အချိန်တော်ကြာထိဒီပေါက်ကွဲမှုတွေကိုကြားနေရတယ်ပြီးတော့အဲ့ဒါတွေဖြစ်တဲ့အချိန်မှာဟာမီးသက်ကားတွေလူနာတင်ကားတွေအလုံးဝပေါ့နော်ဝရုံသုံးကားတွေဖြစ်ပြီးတော့တမဌာနချုပ်ကြီးတစ်ခုလုံးကအော်တောင်းနေနေဖြစ်သွားတယ်ဆိုတဲ့အကြောင်းကိုလည်းဒါကြားခဲ့ပြီးဖြစ်မယ်ပေါ့နော်အဲ့တော့အဲ့ဟာအကြောင်းမလို့ဒါခဲယမ်းတိုက်ထဲမှာရှိတဲ့ဒါခဲယမ်းတွေဘုံသီးတွေ drone ဘုံသီးတွေပေါက်ကွဲတယ်ပြီးရတယ်ဆက်ပြီးတော့ပေါ့နော်အဲ့ခဲယမ်းတိုက်ပေါက်ကွဲတဲ့အပြင်ကိုမှဘိုကင်းထဲမှာရှိတဲ့လက်နက်ကြီးလက်နက်ငယ်တွေဒါတွေကစပေါက်ကွဲပျက်စီးတာတွေရှိတယ်မီးလောင်ပေါက်ကွဲတာတွေရှိတယ်အဆောက်အဦတွေပျက်စီးတယ်ပြီးရင်ဒါတက်တာဆိုင်ပေါ့နော်ဒါတက်တွင်းတက်တာဆိုင်ဒါပျက်စီးတာရှိတယ်ပြီးတော့ရိတ်ခါစတိုးပေါ့နော်တချို့တက်တွေမှာတော့ဒါရိတ်ခါစတိုးစစ်ဝစ်စတိုးနှစ်ခုတွဲထားရရှိရပေါ့နော်အဲ့တော့ဒီဖြစ်စဉ်မှာလည်းအဲ့လိုတွဲထားတယ်ဆိုရင်တော့ဒါစစ်ဝစ်စတိုးကပါသွားမှာပေါ့လေနော်အဲ့တော့ခုနပေါက်ကွဲမှုကြောင့်မလို့ဆက်ပြီးထပ်သိရတာကဘိုကင်းထဲမှာရှိတဲ့လက်နက်ကြီးလက်နက်ငယ်တွေလည်းပေါက်ကွဲပျက်စီးတာတွေမီးလောင်တာတွေရှိတဲ့အတွက်လက်နက်200ကျော်လောက်ဒါစစ်ကောင်စီဘက်ကဆုံးရှုံးသွားတယ်ပေါ့နော်မီးလောင်ပြကျသွားတယ်ဆိုပြီးသိရတယ်ဒီစစ်ကောင်စီစစ်သားတဲ့အနေနဲ့ကတော့4ဦးသေဆုံးတယ်12ဦးဒါဒဏ်ရာရတယ်ပေါ့နော်အဲ့ထက်က6ဦးကဒဏ်ရာပြင်းထန်တယ်6ဦးကတော့တိတ်မဆိုးရင်ရဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ပြင်းထန်ပါတယ်ဆိုတော့6ဦးတွေကလည်းထပ်ပြီးတော့သေဆုံးနိုင်ကြီးရှိပါသေးတယ်ပေါ့နော်အဲ့တော့အဲ့အရာတွေကိုတော့လူနာတင်ကားတွေနဲ့တည်သွားတယ်ဆိုပြီးတော့ဒါသတင်းထုတ်ပြန်ထားတယ်အဲ့တော့နောက်ဆက်တွဲအနေနဲ့အေးအေးယူခံရမှာတွေရှိတယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့သလိုပဲတကယ်လဲအေးအေးယူခံရဖို့ဒါသူတို့တွေရှိခဲ့တယ်ဖြစ်ခဲ့တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့တိုင်းမှုကိုယ်တိုင်အဲ့ဒီနေရာကိုဆင်းပြီးတော့ပေါ့နော်ရဲရင်နဲ့ဆင်းပြီးတော့စစ်ဆေးတာတွေဒါလောက်ခဲ့ကြရတယ်ပြီးတော့အဲ့ဟာနဲ့ပတ်သက်ပြီးထပ်ပြီးတော့နောက်ဆက်တွဲလည်းရှိသေးတယ်အဲ့ဒါလည်းကျွန်တော်ထပ်ပြောပြမယ်ပေါ့နော်19ရက်နေ့မှာပေါက်ကွဲမှုဖြစ်တယ်ဒါပေမဲ့ဒါ20ရက်နေ့မနက်ကြတော့ဒါရတခတိုင်းမှုကျော်လင်းမောင်ပေါ့နော်ဒါစတတ30ခွန်อ่ะပေါ့နော်စစ်တပ်ကတို့30ခွန်อ่ะတိုင်းမှုဦးစီးတဲ့အဖွဲ့ကခလာ61တရင်ထဲကိုရဲရင်နဲ့ဆင်းပြီးတာနဲ့ဒီပေါက်ကွဲမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့စစ်ဆေးတာတွေလုပ်ခဲ့တယ်ဆိုပြီးတော့သိရတယ်ပေါက်ကွဲမှုဖြစ်စဉ်လာပြီးတော့စစ်ဆေးတယ်ပေါ့ဗျာဘာကြောင့်ဖြစ်တာလဲဘယ်ကောင်မှတာဝန်ရှိသလဲဘယ်ကောင်ကဘလို့ဖြစ်ခဲ့တာလဲဘလို့လုပ်ခဲ့တာလဲဒီဟာနဲ့ပတ်သက်လို့စပြီးတော့စစ်ဆေးပြီးဆိုရင်လည်းရေးယူဖို့စစ်ဆေးတာဖြစ်တယ်အဲ့တော့တေချာပေါက်ရေးယူခံရမှာပေါ့နော်အဲ့တော့ပျက်စီးမှုအဲ့လောက်ကြီးသွားတယ်ဆိုတဲ့ဟာကတကယ်တမ်းပြောမယ်ဆိုရင်အဲ့တမဌာနချုပ်ကိုဝင်ပြီးတော့စီးခံရသလိုတောင်ဖြစ်သွားတာဒါကြောင့်မလို့ကျွန်တော်တို့ကအာပါတိယအနေနဲ့အခုလိုမျိုးပြောချင်းဖြစ်တယ်အဲ့တော့မပေါက်ကွဲဘဲနဲ့ကြံခဲ့တဲ့ခဲယမ်းတွေဘုံသီးတွေအကျွင်းအကြံတွေကိုတော့သူတို့ရဲ့စက်ပြက်ကွင်းမှာပေါ့နော်ဒါ21ရက်နေ့လယ်မှာပဲဒါမီရှို့ဖြက်စီးတာတွေဖောက်ခွဲပလိုက်တာတွေဒါမျိုးပုံစံမျိုးတွေလုပ်ခဲ့တယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ဒီစစ်စင်ရေးကဒါထုတ်ပြန်ချက်တွေရပါတော့ဒါတာဝန်ရှိတဲ့တပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေအရအချိန်တွေအများကြီးယူပြီးတော့စနစ်တကျပြင်ဆင်ခဲ့တာဖြစ်တယ်။လက်တွေတေချာစုဆောင်းရတဲ့အပြင်ဒါတက်တင်းမှာရှိတယ်ပေါ့နော်ဒါဖျဲသီးရဲဘော်တွေနဲ့ဒါတော်လိုင်းရဲဘော်တွေ
ဒါလုံးဝပေါ့နော်ဟန်ချက်ညီပုံစံမျိုးနဲ့ညီညွတ်စွာပူးပေါင်းပြီးတော့လှုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်တယ်ဒါဟာတကယ်ကိုအာပါတရဖြစ်တဲ့အောင်မြင်မှုပေါ့နော်အဲ့တော့ဒီဖြစ်စဉ်ကထူးခြားတဲ့အောင်မြင်မှုလို့လည်းပြောရမယ်ဒါတမျိုးကြဆိုတာထက်ကိုပို့တယ်ပေါ့နော်ပြီးတော့ဒါကတကယ်တမ်းပြောမယ်ဆိုရင်စစ်ကောင်စီအတွက်အလုံးကိုအထိနာစေတဲ့တိုက်ခိုက်မှုမျိုးဖြစ်တယ်ဒါမျိုးလုံနိုင်မှုဆိုတာတကယ်တမ်းတွက်ကြည့်မယ်ဆိုရင်အရန်ခက်ခဲတယ်မလွယ်ကူဘူးပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကဆုံးရှုံးထိခိုက်မှုအနေနဲ့ကြည့်မယ်ဆိုရင်စစ်ကောင်စီစစ်သားတွေတေဆုံးတာတွေရှိတယ်ဒဏ်ရာရတာတွေရှိတယ်ဒဏ်ရာရတဲ့ထဲကမှပေါ့နော်ဒါပြင်းထန်စွာဒဏ်ရာရထားတဲ့ချက်ရုပ်ထဲကလည်းထပ်ပြီးတော့တေဆုံးနိုင်ခြင်းရှိပါသေးတယ်ပေါ့နော်ဒဏ်ရာတွေပြင်းထန်တယ်ပြီးတော့ဒီလက်နက်ခဲယမ်းအဲ့တော့လက်နက်ခဲယမ်းနဲ့ပြောမယ်ဆိုရင်ဒါခဲယမ်းတိုက်ကြီးပောက်ကွဲတယ်ဗျာ drone ဘုံးသီးတွေလက်နက်ကြီးကြီးစံတွေဒါတွေပောက်ကွဲတယ်ပြီးရင်အနီးနားမှာရှိတဲ့ဘိုကင်းကိုပါဇက်တိုက်ပောက်ကွဲမှုဖြစ်တယ်ပေါ့နော်အဲ့တော့ဘိုကင်းထဲမှာရှိတဲ့လက်နက်တွေဒါပစ္စည်းရတွေပေါ့နော်ဒါတွေလည်းပောက်ကွဲပျက်စီးတာတွေရှိမယ်အဲ့တော့လက်နက်200ခန့်ဆိုတော့ပြောမယ်ဆိုရင်တရင်2ရင်းနီးပါးလောက်ရှိတယ်ပေါ့နော်တရင်ကို100ကျော်ရှိတယ်ပဲထားအောင်ပေါ့နော်အဲ့တော့လက်နက်200နီးပါးဆိုတဲ့အတွက်ပေါ့နော်ပြောမယ်ဆိုရင်တရင်2ရင်းနီးပါးစာလက်နက်ခဲယမ်းတွေအကုန်ကုန်သွားတယ်လို့ပြောမှာဖြစ်ပါတယ်အားရစရာကောင်းတယ်ပေါ့နော်အဲ့ဒါတွေကတကယ်တမ်းပြောရမယ်ဆိုကိုယ့်ဘက်ကရလက်ရမှာပေါ့နော်ဒါပေမဲ့ကိုယ့်ဘက်ကမရဘူးဆိုပေမဲ့လည်းအခုလိုပျက်စီးသွားတယ်ဆိုတဲ့ဟာကလည်းအောင်မြင်မှုတစ်ခုလိုပဲပြောရမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့ကိုတက်ဖွဲ့တွေလည်းအထီးကအကြဆုံးမရှိခဲ့ဘူး။လုံးဝဘာမှကိုမဖြစ်ခဲ့ဘူးပေါ့နော်။အဲ့တော့စစ်ကောင်စီအတွက်တော့တကယ်ကိုကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်။ပြီးတော့ဘိုကင်းကလက်နက်တိုက်တွေထဲမှာပြောမယ်ဆိုရင်လက်နက်ကြီးတွေရှိတယ်ပေါ့နော်။ထားချုပ်တက်ခွဲထဲမှာဆိုရင်ဘာတွေရှိသလဲ။ဒါတွေကတော့ဒါစစ်တပ်နဲ့နီးစပ်တဲ့သူတွေဆိုရင်သိကြတယ်ပေါ့နော်။ဒါ .5 လို့စိန်မြောင်းလို့ R84 81ဒါမျိုးပုံစံတွေကစထားတဲ့လက်နက်ကုတ်တွေရှိတယ်ပေါ့နော်အဲ့လိုမျိုးဒါလက်နက်ကုတ်တွေကစပါသွားတာဖြစ်တဲ့အတွက်လက်နက်ကြီးလက်နက်ငယ်အကုန်ဆုံးပါတယ်ပေါ့လေနော်ဒါဟာအားရစရာကောင်းတယ်တကယ်တမ်းတော့ရစေချင်တာပေါ့နော်ရလိုက်ရင်တော့တကယ် share ပဲပေါ့နော်ပြီးတော့အဆောက်အဦပျက်စီးမှုအရကြည့်မယ်ဆိုရင်လည်းခဲယမ်းတိုက်ပထမဆုံးပောက်ကွဲတဲ့ခဲယမ်းတိုက်ပါတယ်ပြီးရင်ဆက်ပြီးတော့ဒါပျက်စီးသွားတာကဘိုကင်းပါတယ်ပြီးရင်နောက်ထပ်ဆက်ပြီးပျက်စီးတာကတက်တာဆိုင်လည်းပါတယ်ပြီးရင်ဒါရိတ်ခါစတိုးပေါ့နော်ရိတ်ခါကိုတောင်ပေါ့နော်ဒီဥစ္စာလည်းပါတယ်ဆိုတော့တော်တော်ကိုထိနာသွားတဲ့အနေထားပေါ့နော်တက်တာဆိုင်တို့ရိတ်ခါကိုတော်တို့ကအဲ့လောက်အထိမနာဘူးဆိုရင်တော့မှဘိုကင်းကအရန်ထိနာတာဘာကြောင့်လဲဆိုတော့စစ်ကောင်စီဘက်မှာပေါ့နော်ဒီတက်နဲ့ပတ်သက်လို့ဘိုကင်းကအရေးကြီးဆုံးဆိုပြီးတော့သတ်မှတ်ထားတာဘိုကင်းကြရင်တရင်ဌာနချုပ်ကြပြီဆိုပြီးတော့မှသူတို့ပြောဆိုလေးရှိတယ်ပေါ့တကယ်လဲအဲ့လိုပုံစံမျိုးပဲဘိုကင်းကအရန်အရေးကြီးတာဖြစ်တယ်ဒါကြောင့်မလို့ဘိုကင်းမကြစေရေးအတွက်ဒါကင်းတွဲတွေနဲ့အစပေါ့နော်နေညမပြတ်စောင့်ကြက်နေရတဲ့နေရာဖြစ်တယ်ဘေးပတ်ချလဲမှာဆက်သွယ်ရေးမြောင်းတွေတူးပြီးတော့အတွင်းထဲမှာအစနောက်ထပ်ခန်းစစ်စီးတစ်ခုထပ်ပြီးတော့တိဆောက်ထားတဲ့နေရာတစ်ခုဖြစ်တယ်ကြိုက်တဲ့နေရာကြအဲ့နေရာမကြဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးနောက်ဆုံးတက်ကိုဝင်တိုက်ခံရပြီဆိုရင်တော့မှပဲဘိုကင်းထဲမှာလက်နေကြီးအထိုင်ချပြီးတော့ပြန်ပြီးပြစ်ခတ်ဖို့အတွက်လောက်ရတာတွေရှိတယ်ပေါ့နော်တထောက်ဘွေတရေးဘွေထမ်းကျော်တက်ခွဲမှုဒီအဖွဲ့တွေကဒါအလက်ကျခွဲပြီးတော့ပေါ့နော်ဘသူကဘာတာဝန်ဆိုပြီးတော့ယူတဲ့ချိန်မှာဘိုကင်းမှာလည်းဒီလိုမျိုးတာဝန်ယူပြီးတော့ဒါပြန်ပြီးတော့တုံ့ပြန်ဖို့အတွက်စီစဉ်နဲ့စီမံချက်တွေတခါတည်းကြိုတင်ပြီးတော့ဆွဲထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုနေရာအဓိကအရေးကြီးပါတယ်ဆိုတဲ့နေရာအဲ့နေရာကလည်းအခုဆိုအထိနာသွားတယ်ဒါတော်တော်ကိုကြမ်းတယ်လို့ပြောရမှာပေါ့နော်ပြီးတော့ကျွန်တော်ခုနပြောသလိုပေါ့နော်တက်ကိုဝင်စည်းခံရသလိုကိုဖြစ်သွားတာဘာကြောင့်လဲဆိုခဲယမ်းနဲ့ကြီးပေါက်ကွဲတယ်အထက်ထဲမှာရှိတဲ့ဘုံသီးတွေဗျာပြောတလုံးချင်းကြတာပုံစံမျိုးမဟုတ်တော့အပြုံလိုက်ကြီးကတပြိုင်နက်တည်းပေါက်ကွဲတယ်ဆိုနေကခုနလိုပေါက်ကွဲတဲ့နေတည်တဲ့အတိုင်းပဲဒေသခံတွေပြောသလိုပဲပေါ့နော်ဇက်တိုက်ဆိုသလိုကြားရတယ်ပြီးတော့ဒီပေါက်ကွဲမှုကဘလောက်တောင်မှကျေလောင်တယ်လဲဘလောက်တောင်မှကြီးမားတယ်လဲဘလောက်တောင်မှအချိန်ကြာတယ်လဲဆိုတဲ့ဟာကိုလည်းအားလုံးကြားသိပြီးဖြစ်မယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအထဲထဲမှာရှိတဲ့ကောင်တွေရဲ့နေရာကနေဝင်တွေးကြည့်လိုက်တော့မျက်လုံးထဲမှာမြင်အောင်ကြည့်လိုက်တော့အကုန်လုံးဟိုပြေးဒီလွှားနေပေါ့နော်အကုန်လုံးကပေါ့နော်ဘိုကင်းကကောင်ဆိုလဲပြားတွေခတ်မယ်တရင်ရောကောင်ဆိုလဲပြားတွေခတ်မယ်အနီးနားရိတ်ခါကိုတော့ကောင်ဆိုလဲပြားတွေခတ်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေတကယ်ကိုအော်တောင်းနေကတောင်းတင်းနေဖြစ်သွားမယ်ပြီးတော့ကျတော့ဝင်ပြီးတိုက်ခံရတယ်လို့တောင်မှသူတို့ထင်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ပြောမယ်ဆိုရင်ဒီတပ်မဌာနချုပ်ကြီးကိုဝင်စီးလိုက်တယ်လို့ပုံစံမျိုးတောင်ဖြစ်သွားတယ်ဝင်စီးလိုက်ရင်တော့အဲ့လောက်ပျက်စီးချင်မှပျက်စီးမှာပေါ့နော်ခဏလေးအတွင်းမှာပေါ့နော်အခုကျအဲ့လိုကိုပျက်စီးသွားတာပေါ့နော်အဲ့တော့လူအသေးပြောက်တွေလည်းဖြစ်သွားတဲ့အတွက်ပေါ့နော်သူတို့အနေနဲ့တပ်မဌာနချုပ်ကြီးဝင်စီးခံရတဲ့အတိုင်းကိုခံစားသွားမှာဖြစ်တယ်ပြီးတော့ပြောချင်တာရှိတယ်အဲ့ဘာလဲဆိုတော့ဒီခဲယမ်းတိုက်ပေါ့နော်ခဲယမ်းတိုက်ကိုစပြီးတော့ပေါက်ကွဲတယ်ဖောက်ခွဲတယ်ပေါ့ဗျာပေါက်ခွဲခဲယမ်းတိုက်ရဲ့ဘေးနားမှာဘာရှိလဲဆိုတော့သူကမြေကနေရန်နေရှိတယ်ပေါ့နော်နေရန်ကြီးအမြင့်ကြီးတွေလှုပ်ထားမြေကြီးတွေပုံပြီးတော့ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီခဲယမ်းတိုက်တွေပေါက်ကွဲတဲ့ခါကျရင်အနီးနားနေရာတွေကိုခုနလိုဒါပေါက်ကွဲတဲ့ဟာတွေမပြန့်လွင့်အောင်လို့မထိခိုက်အောင်လို့ဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုတီဆောက်ရတယ်ဒါစီမံချက်ထဲမှာကအဲ့လိုပုံစံမျိုးနဲ့ဘယ်ဘက်ကိုလှည့်ရမယ်မြေကနေရန်ကိုဘယ်လိုကာရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးသူကတခါတည်းတေချာကိုတီဆောက်ထားရတာပေါ့နော်အဲ့လိုတီဆောက်ထားတဲ့ဟာကိုသူအမြဲတမ်းလဲစစ်ဆေးရတယ်အဲ့တော့ထူးခြားတာအဲ့ဒါဘာလဲဆိုတော့ဟုတ်တယ်ဒီခဲယမ်းတိုက်တွေနဲ့ဒီဘိုကင်းနဲ့ဆိုတာကလည်းအနီးကပ်ပြီးရင်တန်ရင်ရုံနဲ့ဆိုတာလည်းအနီးကပ်ပေါ့နော်ပြီးရင်ရိတ်ခါကိုတောင်ပြီးရင်ဒါစစ်ဝက်ကိုတောင်ပေါ့နော်ဒီလိုဟာတွေကလည်းအနီးကပ်ဒါတက်တာဆိုင်တော့သူတို့ဘယ်လိုထားလဲတော့မသိဘူးပြုတ်ကြလားဘာလားပေါ့နော်
ဒါပောက်ကွဲပြီးတော့အဲ့ပေါ်တက်တဲ့ပြုတ်ကြလို့ပဲလောင်သွားလာတော့မပြောတတ်ဘူးပုံမှန်ဆိုရင်တော့အဲ့လိုနားမှာမရှိတော့ဘူးပေါ့နော်အဲ့တော့ရှိပါတယ်ဆိုတဲ့နေရာတွေကခုနကလိုတရင်ရုံပြီးရင်ဘိုးကင်းပြီးရင်ဒါရိတ်ခါကိုတောင်ဒါစစ်ဝစ်ကိုတောင်ပေါ့နော်ဒီလိုဟာတွေကတော့အနီးကပ်ပဲအဲ့တော့အဲ့လိုနေရာတွေကိုမထိအောင်သူကမြေကနေအကြီးတွေကာထားပါတယ်ဆိုတဲ့ကြားတွေကအခုလိုမျိုးထိခိုက်သွားတယ်ဆိုတော့သူတို့ရဲ့ဒီခုနလိုစနစ်တွေကရော်ရဲနေလို့ဒါမှမဟုတ်လေဒီထက်ပိုပြီးတော့ထိရောက်တဲ့ဟာကိုတော်လိုင်းအဖွဲ့တွေကလှုပ်ဆောင်နိုင်ခဲ့လို့အဲ့ဒါကတော့ထူးခြားဖြစ်စဉ်အဲ့ဒါကတော့အားရစရာကောင်းတယ်ပေါ့နော်ဒါကတော့တပ်ဖွဲ့တွေပဲသိလိမ့်မယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒါတော်လိုင်းအင်အားစုတွေဘက်ကပေါ့နော်စစ်တပ်ထဲမှာတက်တွင်းဖျဲသီးဆိုတဲ့ဒီ network တစ်ခုကိုတိစောက်ထားနိုင်တာအရန်ကောင်းတယ်အဲ့ဒါတကယ်ကိုထိရောက်တယ်ဆိုတာအခုဖြစ်စဉ်ကိုပဲကြည့်ဒီလောက်ကြီးအရန်ကိုအထိနာသွားစေလောက်တဲ့တိုက်ခိုက်မှုကိုလှုပ်ဆောင်နိုင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီအတွက်တော်လိုင်းအင်အားစုတွေဒါတယောက်မှမှဲ့တစ်ပေါက်မဆုံးခဲ့ဘူးပေါ့နော်အဲ့ဒါကဘယ်လောက်ထိအောင်မြင်တယ်လဲဆိုတဲ့ဟာကိုပြကျင်တာပြောကျင်တာပေါ့နော်အဲ့တော့ဒီဖျဲသီးတွေကျွန်တော်တို့ဒီလိုမျိုးတွေအများများတိစောက်ထားနိုင်တယ်ဆက်သွယ်ထားနိုင်တယ်ပြီးရင်ခုနလိုပေါ့နော်ဒါပြန်ပြီးတော့အတူတူပူးပေါင်းပြီးတော့စစ်စင်ရေးပုံစံမျိုးပါပြန်ပြီးတော့ဖော်ဆောင်နိုင်တယ်ဆိုတဲ့ကဒါဟာကြီးမားတဲ့အောင်မြင်မှုဖြစ်တယ်အဲ့တော့အဲ့အပိုင်းတွေကိုလည်းကျွန်တော်တို့ဆက်ပြီးတော့လှုပ်ဆောင်ကြဖို့လိုတယ်ပြီးတော့တည့်ရတဲ့အတိုင်းပဲသတင်းအချက်လက်ဦးမှုရရှိတယ်ဆိုတဲ့ဟာကတကယ်အရေးကြီးတယ်အဲ့လိုလက်ဦးမှုရရှိတာဟာစစ်ပွဲအောင်နိုင်ဖို့အတွက်အဓိကအချက်တစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့ဒီဖျဲသီးနဲ့ပတ်သက်လို့ထုတ်ပြန်ချက်ထဲမှာထည့်ပြီးတော့ပြောလိုက်တဲ့ဟာပေါ်မှာလည်းဝေဖန်မှုတွေလည်းတချို့တွေ့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီဖျဲသီးနဲ့ပတ်သက်လို့ဘာလို့ထုတ်ပြောရလဲအထက်ကလူတွေကတော့ဘလို့ဖြစ်တော့မယ်ဘလို့ကြက်တော့မယ်ဆိုတဲ့ပုံစံမျိုးပြောကြရလဲရှိတယ်အဲ့ဒါကတော့ဒီလိုဖြစ်စဉ်ဖြစ်ပြီဆိုတဲ့ကဖျဲသီးမှမဟုတ်ဘူးကျန်တဲ့လူတွေအကုန်လုံးကိုစစ်ကောင်စီကကြက်တဲအောင်လုပ်မှာပဲဘာကြောင့်လဲဆိုတော့သူလက်သေးရှာမယ်တရားခံရှာမယ်ပေါ့နော်ဒါမျိုးပုံစံမျိုးတော့လုပ်မှာပဲနောက်တစ်ခုရှိတာကဒေါ်လာအင်အားစုတွေအခုချိန်မှာဒါတိုက်ပွဲဝင်ခဲ့တာ9နှစ်တက်တန်းရှိပြီအတွေ့အကြုံတွေအဲ့လောက်များနေပြီပေါ့ဗျာပြောမယ်ဆိုရင်ဒီလိုဟာမျိုးကိုမလိုအပ်ဖဲနဲ့ထည့်ပြီးတော့မထုတ်ပြန်ဘူးနောက်တစ်ခုကဒီလိုမျိုးထုတ်ပြန်တဲ့မထုတ်ပြန်တဲ့ဆိုတဲ့ဟာကိုလည်းတပ်ဖွဲ့တွေကိုယ်တိုင်ကစားဒေချာပေါက်သိပါတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးထုတ်ပြန်ပြီဆိုတဲ့ကအန်နီယကင်းလို့အဆင်ပြေလို့ပြီးရင်ခုနလိုဘာမှမဖြစ်လို့ပေါ့နော်ဒါကြောင့်မလို့စိတ်ပူစရာမရှိလို့အခုလိုမျိုးထည့်ပြီးထုတ်ပြန်ခြင်းဖြစ်တယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့တော့အဲ့အတွက်လည်းမိဘပြည်သူတွေစိုးရင်ပြီးတော့ပြောကြရဲဆိုရင်လည်းစိတ်မပူကြပါနဲ့လို့ပြောချင်ပါတယ်နောက်တစ်ခုကတော့ခုနလိုအရေးယူခံရနိုင်တဲ့အပိုင်းပေါ့နော်အဲ့အပိုင်းကတော့တော်တော်လေးကြီးကြီးမားမားပုံစံမျိုးဖြစ်လိမ့်မယ်တမမှုတော့မှလွတ်ချင်မှလွတ်လိုက်မှာပေါ့နော်အရေးကြီးဆုံးကတော့ဒါတမဌာနချုပ်မှာရှိပါတယ်ဆိုတော့ဒီ G1 လို့ကောင်မျိုးတွေပေါ့နော်ဌာနချုပ်တက်ခွဲမှုလို့ကောင်မျိုးတွေဒီကောင်မျိုးတွေကတော့တော်တော်လေးအခြေအနေဆုံးမဲ့အနေထားမှာရှိပါတယ်ဘိုကင်းကဒီဘိုကင်းကင်းမှုဆိုတဲ့ကောင်မျိုးပေါ့နော်အဲ့လိုကောင်မျိုးကသေသွားတဲ့ထဲပါသွားတယ်ဆိုရင်တော့ကိစ္စမရှိဘူးပေါ့နော်မသေဘူးဆိုတော့ဒီကောင်ထောင်ထဲကနေထွက်မှာကိုမဟုတ်တော့ဘူးအဲ့ဒါတော့သေကြတယ်ပေါ့နော်စစ်ကောင်စီထဲမှာအတိအတိုင်းပဲသူကဒီမလုံမရှုပ်မပြုတ်ဆိုတဲ့ကောင်တွေအများကြီးရှိတယ်သူကအရေးယူမခံရအောင်လို့နေကြတာပေါ့နော်လှုပ်လားမလှုပ်ဘူးရှုပ်လားဆိုတော့လည်းမရှုပ်ဘူးမပြုတ်အောင်ပဲနေကြတယ်ဆိုတဲ့ကောင်တွေပေါ့နော်ပြုတ်မှကြောက်တဲ့ကောင်တွေအဲ့လိုကောင်မျိုးတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့အခုလိုမျိုးဖြစ်စဉ်ကြောင့်မလို့အဲ့လိုကောင်မျိုးတွေလည်းအနေချောင်အစားချောင်ဖြစ်တော့မှာမဟုတ်ဘူးဆိုတဲ့ဟာတွေလည်းသိစေချင်တယ်နောက်တစ်ခုကျွန်တော်တို့ထပ်ပြီးတော့သိရတဲ့နောက်ဆက်တွဲသတင်းပေါ့နော်အဲ့ဒါကတိုင်းမှုကဒီခလာ61တဲကိုဆင်းတယ်ပေါ့နော်ရဲရင်နဲ့ဆင်းတယ်ဆင်းပြီးတော့ဒီပောက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်းသူစစ်ဆေးတယ်နောက်ထပ်စစ်ဆေးတဲ့ဟာတစ်ခုလည်းရှိသေးရပါတော့အဲ့ဒါကခလာ61ထဲကဘုံမူဟိန်းစီဆိုတဲ့ကောင်ကိုဖမ်းပြီးတော့ခေါ်သွားတယ်ပေါ့နော်ရဲရင်နဲ့တပါးတယ်ခေါ်ဆောင်သွားတယ်ဆိုပြီးသိရတယ်အဲ့ဒါပါလဲဆိုတော့ဖြစ်စဉ်ရှိတယ်သူကမွန်ပြည်နယ်ရေးမြို့နယ်ထဲမှာရှိပါတယ်ဆိုတဲ့ပေါ့နော်ဒီနန်းစီဒီယန်တွေပေါ့နော်ဝန်ထမ်းတွေသူတို့ရဲ့ဝန်ထမ်းတွေအဲ့လိုမျိုးဟာတွေတွေ့ပါတော့သူကဒီပတ်စံတွေပေါ့နော်ပြောမယ်ဆိုရင်လာစာတွေပေါ့နော်အဲ့လိုလာစာတွေစုပေါင်းထားတဲ့ဟာပေါ့နော်အဲ့လိုဟာကိုသူကဒီရဲစခန်းမှာအရင်အပ်တယ်ရဲစခန်းမှာဒါမြန်မာစီးပွားရေးဘဏ်ဆိုတဲ့နေရာကနေလာပြီးတော့အပ်တယ်သူတို့စီမှာမလုံခြုံဘူးအဲ့လိုအပ်တဲ့အချိန်မှာရဲစခန်းကလည်းမလုံခြုံဘူးဆိုပြီးတော့သူကခလာ61ထဲကိုရွှေ့တယ်ခလာ61တဲကိုရွှေ့တဲ့အချိန်မှာခလာ61ကဘိုကင်းမှာသွားထားတယ်သွားထားတယ်ပေါ့နော်ထားတဲ့အချိန်မှာအဲ့ထဲမှာဖြစ်စဉ်တစ်ခုထပ်ဖြစ်တာအဲ့ဒါဘာလဲဆိုတော့ဒီဘဏ်ကဝန်ထမ်းတွေကအဲ့ပတ်စံတွေကိုသွားပြီးတော့စစ်ဆေးတဲ့အချိန်မှာပတ်စံ300ရော့နေတယ်ခိုးယူထားတယ်ဆိုတော့ပုံစံမျိုးကိုတွေ့ရတယ်အဲ့အချုပ်ခန်းတန်တိုင်တွေကဖြတ်ခံထားရတယ်ဒီ gas ဘူးတွေပါဘေးနားမှာတွေ့တယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ဒါကြောင့်တိတိကျကျသိရတဲ့သတင်းကိုပြောပြတာပေါ့နော်အဲ့တော့အဲ့လိုမျိုးပုံစံမျိုးနဲ့300ရော့နေပါတယ်ဆိုတဲ့ဟာကိုအဲ့တက်မှာရှိပါတယ်ဆိုတဲ့ဒီဘုံမှုဟိန်းစီကဘန်ဝန်ထမ်းတွေကိုဆွတ်ဆွဲတာဘန်ဝန်ထမ်းတွေကိုဆွတ်ဆွဲတာဒါတော်တော်စားတယ်ပေါ့နော်ဘိုကင်းလိုနေရာမျိုးမှာရှိတယ်ဆိုတဲ့အချိန်မှာတော့ပဲအခုလိုမျိုးဖောက်ထွင်းခံရတယ်ဆိုတော့တော်တော်တော့ဒါပြောမယ်ဆိုရင်ဖျို့ဖျဲဖြစ်နေတဲ့အနေထားကိုတွေ့ရတယ်ဘိုကင်းဆိုတဲ့ဟာကသိရတဲ့အတိုင်းပဲကင်းသားတွေအမြဲတမ်းရှိတဲ့အနေထားပါနော်နေရောညရောမပြတ်သူတို့တွေအရေးကြီးတော့ကျွန်တော်ခုနပြောလို့ပေါ့နော်အရေးကြီးဆုံးနေရာဖြစ်တဲ့အတွက်နေညမပြတ်မအိပ်မနေကင်းဆောင်ရတဲ့နေရာဖြစ်တယ်အဲ့တော့အိုက်ကောင်နေမှမပါဘဲနဲ့ပေါ့နော်ဒီဟာဖြစ်စရာအကြောင်းမရှိဘူးနောက်တစ်ခုအိုက်ကောင်နေမရှိလို့လားပေါ့နော်အင်အားတော်မှအဲ့နေရာမှာထားဖို့မရှိလို့လားဘလို့ကောင်မျိုးတွေကဒီဥစ္စာတွေကိုလှုပ်တယ်လဲဆိုတဲ့ဟာတော့ဒါတို့တွေအတိဆုံးပဲဖြစ်ပါလိမ့်မယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒါကိုဘန်ဝန်တန်းတွေကိုသူကဆွဆွဲတယ်ပေါ့နော်ဆွဆွဲတဲ့အချိန်မှာပြဿနာတက်တယ်အဲ့တော့ဘန်ဝန်တန်းတွေကဘာလုပ်လဲဆိုတော့
ဒီခုနသူတို့စီမှာရှိတဲ့ manager နဲ့အဲ့ဘန်ဝန်ထမ်းတွေနဲ့စုပေါင်းပြီးတော့အဲ့300ပြန်ဖြည့်ရတယ်ပြန်ဖြည့်တဲ့ဟာကိုခုနပြောတဲ့ခလာ61ကဘုံမှုဟိန်းစီဆိုတဲ့ကောင်ကမကျေနပ်လို့သူကတရားစွဲတဲ့ပုံစံမျိုးလုပ်တဲ့အချိန်မှာပြဿနာတွေအကြီးကျယ်တက်ပြီးတော့နောက်ဆုံးတိုင်းမှုကလာပြီးတော့စစ်ဆေးရတယ်ပေါ့နော်ဘာကြောင့်လာပြီးတော့စစ်ဆေးရရလဲဆိုတော့အဲ့ဘုံမှုဟိန်းစီဆိုတဲ့ကောင်ကပျောက်သွားတဲ့300ကိုလည်းလိုချင်တယ်ပြီးရင်ထပ်ဖြည့်တဲ့300ကိုလည်းလိုချင်တယ်အဲ့လိုပုံစံမျိုးတွေဖြစ်ပြီးတော့ပြဿနာတွေတက်လို့ဆိုပြီးတော့တိုင်းမှုဆိုတဲ့ကောင်ကအခုအဲ့ကောင်ကိုခေါ်သွားတယ်ပေါ့နော်ရရင်လည်းတပါးတည်းခေါ်သွားရဆိုပြီးတော့သိရအဲ့ဒါထပ်ပြီးတော့သိရတဲ့ဆက်သတင်းပေါ့နော်အဲ့တော့အဲ့လောက်ထိကိုအချင်းကြီးဆိုးရွားနေတယ်ဆိုတဲ့ဟာကိုလည်းသိစေချင်တယ်စစ်ကောင်စီတက်ထဲမှာပေါ့နော်ဘယ်လောက်ထိဖြိုပြဲဖြစ်နေသလဲပေါ့နော်ပြီးရင်စစ်ကောင်စီရဲ့အနိုင်ကျင့်ဖိနှိပ်မှုတွေကိုဒီနန်စီဒီယန်ဆိုတဲ့သူတွေဘယ်လောက်ထိခံစားနေရသလဲဆိုတဲ့ဟာကိုလည်းသိစေချင်လို့ဒီအကြောင်းအရာလေးထည့်ပြောတာဖြစ်တယ်နောက်တစ်ခုကသူတို့မှမလုပ်ရင်ဘယ်ကောင်လုပ်မလဲပေါ့နော်ဒီလိုကောင်မျိုးတွေကဒီတိုင်းပြည်ကိုအနိုင်ကျင့်ပုံကြပြီးတော့ခြေလှည့်နေတာတော်တော်လေးရင်ညာစရာကောင်းတယ်ပေါ့နော်ကိုကျိုးတက်ပဲကြည့်တယ်ခိုးယူဖို့ပေါ့နော်ဒါဝန်တန်းရဲ့လစာတော်မှခိုးယူဖို့စဉ်းစားပါတယ်ဆိုတဲ့ကောင်တွေကဘယ်လောက်ထိအကျင့်စာရိတ္တပြတ်ပြားနေပြီလဲဆိုတဲ့ဟာကိုသိစေချင်လို့အခုလိုမျိုးပြောပြခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီရဲ့အခြေအနေကပေါ့နော်ဒီဖြစ်စဉ်ရကြည့်မယ်ဆိုရင်ရှေ့တန်းနေမကဘူးနောက်တန်းမှာလည်းအချိန်မရွေးတေဆုံးသွားနိုင်တယ်ဆိုတော့ဒါသူတို့အသိစိတ်တွေတော့ဝင်သွားနိုင်ခြေရှိတယ်ပေါ့နော်ပြီးတော့ဒါအချင်းချင်းမယုံကြည်တွေဖြစ်မယ်တန်တရားစိတ်တွေထားမယ်ပြီးရင်စီလုံးညီညွတ်မှုတွေပို့ပြီးတော့ပြတ်ပြားမယ်ငကိုနဲ့မှမရှိပါဘူးဆိုပို့ပြီးတော့ပြတ်ပြားမယ်ပေါ့နော်ပြီးရင်ဒါကြောက်တွန်းတာတွေရှိလိမ့်မယ်ကြောက်တွန်းတာတွေကဘာလဲဆိုတော့ခုနကလိုပေါ့နော်ဒါလက်သက်တရက်ခံရှာတဲ့ခါကျတော့လူကြီးဆိုတဲ့ကောင်ဘာလုပ်လဲဆိုစစ်ကောင်စီတွေကကောင်ပြောတာပေါ့နော်ဘာလုပ်လဲဆိုတော့သူအမြဲတမ်းမှသူရန်တိုက်ပေးတာရန်တိုက်ပေးပြီးတော့ဒီဖြစ်စဉ်တွေကိုသိအောင်အတွက်သူကအမြဲတမ်းလုပ်တယ်ဟိုကောင်မကြည်နဲ့လို့လာတိုင်လိုက်ဒီကောင်ကမကြည်နဲ့လို့လာတိုင်လိုက်အဲ့လိုဟာမျိုးတွေကိုသူကစုဆောင်းတယ်အချက်လက်တွေပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့ကြတော့လူကြီးနဲ့တဲ့တဲ့ကောင်ကလည်းသူနဲ့မတဲ့တဲ့ကောင်ကြောက်တွန်းရင်တုံးမှာအဲ့ကောင်လှုပ်တာတော့မသိဘူးအဲ့ကောင်အဲ့နေကဘယ်ဟိုသွားလာတွေ့တယ်တော့မဟုတ်ညာလုံမှာပဲအဲ့ကြသူတို့အချင်းချင်းချားထဲမှာကအစပြဿနာတွေထပ်ပြီးတော့တက်အောင်မှာပြဿနာတွေကမပြီးဘူးအနည်းဆုံးပေါ့နော်ဒီဖြစ်စဉ်ကြီးရဲ့နောက်ဆက်တွဲကနောက်တက်4-5လလောက်နဲ့မပြီးဘူးအဲ့ဒါသိကြအဲ့တော့အဲ့ဖြစ်စဉ်ကြောင့်မလို့ပဲပေါ့နော်ဒါမစီမဆိုင်ပေါ့နော်ကြောက်တွန်းခံရလို့ဒါအပြင်းခံရမဲ့ကောင်တွေလည်းရှိလာအောင်ပဲပေါ့နော်နောက်တစ်ခုကတော့ဒါတော်လိုင်းရေးအတွက်ဆရာတက်ကြွစရာဖြစ်တယ်ကျွန်တော်တေချာတွေးကြည့်မယ်ဆိုရင်စဉ်းစားကြည့်ဒါကြီးကကိုယ့်ဘက်ကိုသွားပြီးတော့ပေါ့နော်ဒါတရင်တက်ဖွဲ့တွေပေါ့နော်တော်လိုင်းတက်ဖွဲ့တွေအင်အားအများကြီးတုံးပြီးတော့ဝင်ပြီးတော့စီးနှင်းပြီးတော့တိုက်ခိုက်တယ်ဆိုမှပဲဒီလိုအနေအထားမျိုးရောက်မှာပေါ့နော်ဒါတော့မှပဲအချိန်ခဏလေးအတွင်းမှာဒီလောက်ကြီးတိစစ်ကောင်စီဘက်ကအထိနာပျက်စီးထိခိုက်သွားအောင်လုပ်ဖို့အတွက်ဆိုတာကကျွန်တော်တို့တက်ဖွဲ့တွေမထိမခိုက်ပဲနဲ့ဘလို့မှအဆင်မပြေနိုင်ဘူးဒါရိုးရိုးလေးပဲတွေးကြည့်မယ်ဆိုရင်ပေါ့နော်စစ်ကောင်စီဒီလောက်ထိဆုံးရှုံးသွားအောင်ထိခိုက်နစ်နာသွားအောင်ကိုယ့်ဘက်ကတက်ဖွဲ့တွေမထိမခိုက်ပဲနဲ့လုံနိုင်တယ်ဆိုတဲ့ဟာတကယ်ကိုကြီးမားတဲ့စစ်စင်ရေးတစ်ခုကိုအောင်မြင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အကောင်းဆုံးကဒါကျွန်တော်ပြောချင်တာကခုနလိုတက်ဖွဲ့တွေအထိခိုက်မရှိဘူးဒါကတော့တကယ်ကိုကျေနပ်စရာဖြစ်တယ်ပြီးတော့တက်ထဲမှာဒါစိတ်မလုံခြုံမှုတွေဖြစ်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဟာငါတို့အမြဲတမ်းပါပေါ့နော်ဒီလိုမျိုးအဖြစ်ဆိုးတွေငါတို့ကြုံရနိုင်တယ်ပေါ့နော်စစ်သားမိသားစုတွေဆိုလည်းဒီလိုပဲပေါ့နော်ရှေ့တန်းတွေမှာကဘူးနောက်တန်းမှာလည်းငါတို့တည်သွားနိုင်တယ်ဆိုတော့ဒါစိုးရင်ကြောက်ကြမှုတွေကြောက်စိတ်တွေဒါတွေကြီးဆိုးလာမယ်ပြီးတာနဲ့ဒါလက်နဲ့ချတာတွေအလင်းဝင်တာတွေပို့ပြီးတော့များလာနိုင်ခြေရှိတယ်ပြီးရင်ထွက်ပြေးတာတွေပေါ့နော်ဒါတွေလည်းရှိလာနိုင်ခြေရှိပါတယ်ပေါ့နော်အဲ့တော့ဘာပဲပြောအဖက်ဘက်ကကြည့်မယ်ဆိုရင်ဒါအကျိုးမြတ်တွေအများကြီးရခဲ့တဲ့ပွဲတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းဒီညနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်